က်တွေကလုံမဲစိတ်ခါရတယ်ဒီကြောင့်မှုရှိတယ်ပြစ်ခက်ရတာလေကြော်စရာကောင်းပါလေသင်ဟာတနက်ဘေးကင်းလုံခြုံမှုဆိုင်ရာအခြေခံစီမီလေးချက်ကိုလိုက်နာမယ်ဆိုတော့ဒီစီမီတွေဟာမိတိတနက်လို့ဆောင်ဆိုတက်ရောက်မှုရှိပြီးလဲလိုက်တာဖြစ်ဖြစ်အခက်မှုအခြေအနေတိုင်းမှာဖြစ်ဖြစ်ကျုံးဝင်ပါတယ်တနက်ဘေးကင်းဆိုင်ရာအခြေခံစီမီလေးချက်ကတော့ပရမတ်ချက်ကတနက်တိုင်းမှာကြည်စံအမြဲရှိတယ်လို့ယူဆထားပါဒုတိယအချက်အနေနဲ့တနက်ပြောင်းဝကိုဘေးကင်းတဲ့လားရဘက်စီအမြဲတမ်းချိန်ရွေးထားရပါတတိယအချက်ကတော့သင်ပြတ်မှတ်နဲ့ပြတ်မှတ်ရဲ့နောက်ွယ်မှာဘာရှိလဲဆိုတာကိုအမြဲသိရှိပြီးပြတ်မှတ်ရဲ့ရှေ့မှာဘာရှိလဲဆိုတာအလားတူသိရှိထားရပါမယ်ပြီးတော့စရုပ်ဓာတ်အချက်ကတော့မောင်ခလုတ်ပေါ်ကိုနှညိုးမတင်ထားပါနဲ့သင်အမှန်တကယ်ပြစ်ခတ်ဖို့အဆင်သင့်မဖြစ်မချင်းပေါ့သင်သာအဲ့ဒီတနက်ဘေးကင်းစီမီလေးချက်ကိုလိုက်နာပြီးတော့တနက်ကြောင်ဖြစ်ပွားတဲ့မတော်တဆမှုမျိုးဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့်သင်ဘက်ကတာဝန်ကျေပုံစွာနဲ့တနက်ကိုဘေးကင်းအောင်ကင်တွယ်ပြီးစနစ်တကျပြစ်ခတ်လိုက်ပါ။တနက်ဆိုတာအသုံးပြုတဲ့သူရဲ့ဘေးကင်းမှုအပေါ်မှာပဲမူတည်ပါတယ်။ဒါကြောင့်သင်ဟာအမဲလိုက်သမားတစ်ယောက်ဖြစ်တာပဲဖြစ်ဖြစ်ကြိုင်ပွဲဝင်တနက်သမားတစ်ယောက်ဖြစ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သင်မိသားစုနဲ့တူတနက်ပြစ်ကွင်းကိုရန်ဖန်ရန်ခါလာရောက်ပြစ်ခတ်တာပဲဖြစ်ဖြစ်တနက်ပြစ်ရတာကတကယ်အမိုက်စားပါပဲအကယ်၍သင်ဟာပြစ်မဲ့ရဲ့အောက်ဖက်နဲ့ဘယ်ဘက်ကိုပဲထိမှန်နေမယ်ဆိုရင်အဲ့ဒါကိုဘယ်လိုပြပြင်ရမလဲဆိုရင်အဓိကပြဿနာကတော့ညာတန်တနက်ပြစ်သမားတွေမှာတနက်ကိုနွားနှုတ်နေတယ်လို့ပြစ်ကင်မိနေလို့ဖြစ်ပါတယ်ခုတင်းလက်ကိုဒီတိုင်းဖြန့်ထုတ်လိုက်ပြီးတနက်ပြစ်တော့မဲ့ပုံစံမျိုးသို့မဟုတ်အတကန်အကွာမှာနွားနှုတ်ညှိမဲ့ပုံစံမျိုးလုပ်ကြည့်ပါအကယ်၍တင်ဟာညှစ်စုပ်ကင်လိုက်မယ်ဆိုရင်တင်းလက်ကဘဝအတိုင်းဘယ်ဘက်ကိုယူလျားသွားတာတွေ့ရပါလိမ့်မယ်ပြီးတော့အောက်ဘက်ကိုလည်းကျသွားတတ်ပါတယ်အပေါ်ကိုတက်သွားတာသို့မဟုတ်အတက်အတိုင်းရှိနေတာပုံမှန်မဟုတ်ပါဘူးအခုကျွန်တော်တို့ဒီပစ္စတိုနဲ့လက်တွေ့ကြည့်ကြည့်အောင်အကယ်၍ကျွန်တော်ဟာတနက်ကိုစုပ်ညှိလိုက်မယ်ဆိုရင်တနက်ဟာအောက်ဖက်နဲ့ဘယ်ဘက်ကိုရေးသွားတာသင်မြင်ရပါလိမ့်မယ်ဒါကပဲဖြစ်ပျက်လေးရှိတဲ့အရာပါဒါဟာတနက်ပြစ်ခတ်စဉ်အောက်ဖက်နဲ့ဘယ်ဘက်ကိုကြောက်သွားရတဲ့ပြဿနာဖြစ်ပါတယ်အခုဒါကိုပြင်ဆင်ဖို့နည်းလမ်းကတော့မှန်ကန်တဲ့အနေအထားနဲ့စုပ်ကင်ဖို့ပါပဲမှန်ကန်တဲ့အနေအထားနဲ့စုပ်ကင်တဲ့အခါသင်အကြီးကအာယုံစိုက်ရမယ့်အချက်ကတနက်ကိုပြစ်ခတ်တဲ့အချိန်မှာသင်လက်မောင်းကိုတနက်ရဲ့နောက်တက်မှာရှိနေစေဖို့ပါပဲဘာလို့လဲဆိုတော့လူအများစုလုပ်လေရှိတာကသူတို့ကရောင်စစ်ကိုပြင်ဘက်ထုတ်ပြီးပြင်စတိုကိုဆွဲထုတ်တတ်ကြလို့ပါသူတို့ကအဲ့ဒီလိုပုံစံမျိုးနဲ့လှမ်းကင်လိုက်ကြတာပါဒီအနေထားမှာကျွန်တော်ညှစ်လိုက်တဲ့အခါတနက်ကတကယ်တမ်းအခြားတစ်ဖက်ကိုရွှေ့သွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်တနက်ကိုကင်ထားတဲ့ပုံစံဖြစ်နေလို့ပါအခုကျွန်တော်ကအခြားတစ်ဖက်ကိုအရန်လွန်သွားမယ်ဆိုရင်တနက်ကကျွန်တော်တနက်ကိုစုပ်ကင်ထားတဲ့နေရာစီကိုပဲသဘာဝအတိုင်းရွေ့ချင်နေမှာပါဒါပေမဲ့ကျွန်တော်လက်မောင်းကတနက်ရဲ့အနောက်တက်မှာရှိနေပြီးအတက်နိုင်ဆုံးအားပြင်းပြင်းနဲ့စုပ်ညစ်လိုက်မယ်ဆိုရင်တော့တနက်တုံခါနေတာသင်တွေ့နိုင်ပါဒါကတိတ်မကောင်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအားပြင်းပြင်းနဲ့အရန်ညှစ်ထားလို့ပါဒါပေမဲ့တနက်ကဘယ်ဘက်ဘမဟုတ်ညာဘက်ကိုရွှေ့မသွားတော့ပါဘူးဒါဟာအဲ့ဒီပြဿနာကိုပြင်ဆင်နိုင်မဲ့နည်းလမ်းတွေကခုဖြစ်ပါတယ်လူတွေအောက်ဖက်နဲ့ဘယ်ဘက်ကိုပြစ်မိရတဲ့ဒုတိယမြောက်အချက်ကတော့မောင်ခလုတ်ကိုသူတို့ရဲ့လက်ညှိုးနဲ့တွန်းပစ်လိုက်ကြလို့ပဲဖြစ်ပါတယ်ဒါကိုလည်းမှန်ကန်တဲ့အနေအထားနဲ့စုပ်ကင်ခြင်းအပြင်ပြင်ဆင်နိုင်ပါတယ်မှန်ကန်တဲ့အနေအထားနဲ့စုပ်ကင်မယ်ဆိုရင်တင့်လက်ညှိုးကမောင်ခလုတ်ရဲ့မျက်နှာစာပေါ်ကိုသဘာဝအတိုင်းရောက်ရှိသွားမှာဖြစ်ပါတယ်တင့်အတွက်တင့်တော်မဲ့နေရာပေါ့ဒါကြောင့်သူများပြောလာတဲ့အခါမှာတင့်လက်ညှိုးကိုသွားပြီးမထားပါနဲ့မှန်ကန်တဲ့စုပ်ကင်မှုအနေထားကပဲစတင်ပါအဲ့ဒီအခါတင့်ရဲ့မောင်းဆွဲမဲ့လက်ညှိုးဟာမောင်းခလို့ရဲ့မျက်နှာစာပေါ်ကိုကြားရောက်သွားမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်ကဒီဒုတိယလက်စစ်ကိုအရှိတ်တိုင်းတဲ့ထားပြီးမောင်းခလို့ကိုနောက်ဖက်တက်ပြီးဆွဲညစ်လိုက်မယ်ဆိုရင်အဲ့ဒီလက်စစ်ကိုအတဲ့အတိုင်းထိန်းထားရင်တနက်ကလှုပ်ရှားသွားမှာမဟုတ်ပါဘူး
ဥပမာကျွန်တော်တုံးလိုက်တယ်ဆိုပါလို့ပြီးတော့ဒီလက်စစ်ကိုတုံးလိုက်ရင်တနက်ကဘယ်ဘက်ကိုရွေ့သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါအပြင်ကျွန်တော်ကအဲ့ဒီပုံစံမျိုးနဲ့ညာဘက်ကိုလည်းဆွဲမိသွားနိုင်ပါတယ်ဒါပေမဲ့တင်းကအောက်ဘက်နဲ့ဘယ်ဘက်ကိုထိမှန်အောင်ပြင်နေမယ်ဆိုရင်တော့အဲ့ဒီလိုပုံစံမျိုးလုံပြီးသုံးမိနေတာဖြစ်နိုင်ပါတယ်အဲ့ဒါကလည်းတယောက်ယောက်ကတင့်ကိုဟေးမင်းရဲ့လက်ညှိုးထိတ်အသားအိနေရကိုမောင်ခလုတ်ရဲ့ထိတ်ဖြားပေါ်မှာတင်ရမယ်လို့ပြောခဲ့လို့ဖြစ်နိုင်တယ်တကယ်တော့အဲ့ဒီလိုလုပ်ဖို့မလိုပါဘူးနောက်ဆုံးနဲ့တတိယမြောက်အချက်ကတော့တင်ဟာအရန်နဲ့မြန်ဖြစ်နေပြီးတင်ရဲ့သဘာဝအတိုင်းချေရမှုပြစ်မှတ်ကမမှန်ကန်ဘူးဆိုရင်အဲ့ဒါကတင်ရဲ့ပြစ်မှတ်တွေကိုအောက်ဖက်နဲ့ဘယ်ဘက်စီကြောက်သွားစေနိုင်ပါတယ်ဒါကြောင့်တနက်ပြစ်တဲ့အနေထားယူလိုက်ပါမယ်ပြီးတော့ဒီနေရာကနေပဲလက်တွေ့ပြပြရစီကျွန်တော်ရဲ့သဘာဝအတိုင်းချေရမှုပြစ်မှတ်ကညာဘက်အပြင်ကိုကြောက်နေတယ်ဒါကြောင့်ကျွန်တော်ဟာပြစ်ဖို့လှည့်လိုက်ပြီးတနက်ကိုပြစ်လိုက်တိုင်းမှာတနက်ရဲ့နောက်ကန်အားတနက်ကိုအပေါ်မြင့်တင်ပေးသွားမှာပါကျွန်တော်ရဲ့ဘာဝတိုင်းချင်းရမှုပြတ်မှတ်စီကိုပေါ့ပြီးတဲ့အခါကျကျွန်တော်ဟာအောက်ကိုပြန်နှိမ့်ဖို့ကြွက်သားအောက်အသုံးပြုရပါလိမ့်မယ်အဲ့ဒီမှာကြည့်လိုက်ပါအောက်ဖက်နဲ့ဘယ်ဘက်ကိုကြောက်သွားပါတယ်ဒါဟာကျွန်တော်ပြစ်လိုက်တိုင်းမှာဖြစ်ပြနေမှာပါပြီးတော့ကျွန်တော်ပုံမြန်ပြစ်လေလေအဲ့ဒီပြစ်ချက်တွေကအောက်ဖက်ကိုပဲဆက်ပြီးရောက်တော့မှာဖြစ်ပါတယ်အားကြောင့်ဒါကိုကုစားဖို့နီလန်ကတော့တင့်ရဲ့တင်ပစုံတွေကတင့်ပြစ်မှတ်စီကိုတက်တက်ချင်းရထားတာတေးကြစေဖို့နဲ့တင့်ရဲ့သဘာဝအတိုင်းချင်းရမှုပြစ်မှတ်မှန်ကန်နေစေဖို့ပါပဲဒီလိုဆိုရင်တော့တင်သက်နဲ့ရဲ့နောက်ကန်အားကအပေါ်တက်တက်နဲ့အောက်တက်တက်ကိုပဲဖြစ်နေမှာပါအဲ့ဒီတော့ဒါတွေကတော့တင်အောက်ဖက်နဲ့ဘယ်ဘက်ကိုလွဲချော်ပြင်းပြနေတဲ့ပြဿနာကိုကုစားပေးနိုင်တဲ့အချက်၃ချက်ပဲဖြစ်ပါတယ်ဒါကြောင့်ဒါတွေကိုစမ်းသပ်ကြည့်ပါပြီးတော့ဒါတွေကိုမှတ်သားထားပါဒီပြဿနာတွေကိုတင်ကိုယ်တိုင်ပဲရှာဖွေပေါ်ထုတ်နိုင်မှာပါအဲ့လိုလဲဆိုတော့တနက်ပြစ်ခတ်မှုမှာပါဝင်ပတ်သက်တဲ့အချက်တွေအများကြီးရှိလို့ပဲဖြစ်ပါတယ်တင်ကိုဘေးကနေကြည့်နေတဲ့သူဟာတင်ဘာလုပ်နေလဲဆိုတာကိုအတိအကျပြောနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့တင်သာစနစ်တကျလေ့ကျင့်ပြီးလေ့ကျင့်နေတဲ့အချိန်မှာအာယုံစိုက်မှုအပြည့်ရှိနေမယ်ဆိုရင်တော့တင်ဘာတွေမှားယွင်းနေလဲဆိုတာကိုကိုယ်တိုင်သိမြင်လာမှာဖြစ်ပြီးအဲ့ဒါကိုပြန်လဲပြင်ဆင်နိုင်မှာဖြစ်ပါတယ်